ခိုင်ဗျာစားရကကြုံလို့ကြတော့ဥက္ကမောအေးတော်ခေးအိမ်မှာဆရာထွားလို့တော့သမင်းသုံးဆောင်လို့ပြီးသွားပါပြီဗျာအလူကြီးတန်းကြီးပေးနေတာပါဗျာဥက္ကမောအေးတော်ခေးစားတဲ့တဘိုးတို့ပြီးတော့လူတန်းနိုင်ကြပါစေတရင်ကျွတ်လာပြီးနေညာလေးမှာသူများတွေလို့ရှောက်လဲပြီးပြောနေကြတာမဟုတ်ပါဘူးဗျာအခုတို့လုံနေကြတာပါကျွန်တော်ကတော့စားရကကြုံလို့စားရတာပေါ့ဗျာကျွန်တော်လည်းအာနာရာနဲ့နှစ်ပကံပဲကုန်ပါတယ်ညနေ4 နာရီခွဲအချိန်မှာလေးရွာเจ้าမှာကုသိုလ်လုပ်မှာပါတဲ့ကဲကျွန်တော်တက်တော်ကြည့်မိတဲ့သူများလေးရွာเจ้าကိုကြောက်ပရောင်းမြို့လာရောက်သုံးဆောင်ကြပါဘောကြောက်ပရောင်းမြို့လေးရွာเจ้าမှာလာရောက်သုံးဆောင်နိုင်ပါတယ်ကြောက်ပရောင်းမြို့လေးရွာဘုံကြီးเจ้าမှာခင်ဗျာဒါလုတ်တဲ့ကင်တဲ့အဖွဲ့ကုသိုလ်ရှင်အဖွဲ့ပေါ့ဗျာမခေမျိုးတွေပေါ့အဲ့ဒါအဖွဲ့ဒီကြရိုက်အဲ့ဒါဥက္ကမောအေးတော်ခေအေးတို့ရဲ့ကုသိုလ်ပါဗျာလေးရွာဘုံကြီးเจ้าမှာဆုံးမယ်ကြောက်ပရောင်းမြို့လေးရွာဘုံကြီးเจ้าလွဲမှာကြောက်လို့ကြောက်ပရောင်းမြို့လေးရွာဘုံကြီးเจ้าညနေ4 နာရီခွဲတော်ဘူးတော့နဲ့အခမ်းမယ်တော်ဘူးလည်းပြန်လာအောင်လေဦးကြည့်မယ်ကြောက်ပရောင်းမြို့လေးရွာဘုံကြီးเจ้าမှာညနေ4 နာရီခွဲကုသိုလ်လုပ်မှာပါခင်ဗျာတာရုခေါ်ပြီးသုံးဆောင်နိုင်ပါပြီဗျာ